ပြီးတော့မှအသုံးပြုခွင့်ပြီးတယ်ကျွန်တော်တို့ရဲ့ထာဝရဘုရားတခင်အပေါ်စီယုစွာကြည်ညိုတင်ပါတယ်ဒီနေ့ခုနကကျွန်တော်တို့အဆုံးအချင်းဆိုဖို့ဆုံးပြောပြပေးပါတယ်နံပါတ်7ပလင်တော်ဆုံးချင်းကျိုးဆိုတဲ့အချင်းကိုဆိုကြရအောင်နောက်ဆုံးတစ်ချင်းလေးနဲ့အရင်ဆုံးကျမ်းစာဖတ်ရအောင်ရှိပေတရုဩဝါဒစာပထမစာအခန်းကြီး1တစ်ပီအခန်းကြီး1အငယ်1ကနေဒီကနေ့နေ့ထိပြောရအောင်နော်ထို့ကြောင့်တင်တို့သည်သခင်ဘုရား၏ကြီးစုတော်ကိုမေးဆန်းကြသည်ဖြစ်၍အမျိုးမျိုးသောမနာလိုခြင်းလက်ဖျားခြင်းလူဝဲခြင်းမျိုးရှုခြင်းကဲ့ရဲ့ခြင်းစိတ္တများကိုပယ်ရှား၍ကဲတင်ခြင်းအလို့မှာလောကပတ်တရား၏လူစစ်အားဖြင့်ကြီးပွားမည်အကြောင်းဘောဇာတော်တငယ်ကဲ့သို့သူတရားမှုကိုအလွန်လိုချင်သောစိတ်ရှိကြလောအငယ်3ထိဒီပါရဲ့ကျွန်တော်တို့ဒီပေတရုပရမဆောင်တဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ခုနကျွန်တော်တို့ဖတ်ကြားတဲ့ကျမ်းပိုက်ထဲမှာဆိုလို့ရှိရင်တော့ဒီလို့ဒီဘုရားသခင်ကျေးဇူးတော်ကိုမေးဆန်းကြရပြီတဲ့ကျွန်တော်တို့ပြောင်းလဲပြီးဖြစ်တဲ့ကျွန်တော်တို့မြင့်ချင်းခံပြီးဖြစ်တဲ့ကျွန်တော်တို့ချင်းလို့ဆိုရင်တော့ပြန်ထပ်ပါတော့အဲ့ဒီလူတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘုရားသခင်ရဲ့ကြီးတော်ကိုမိဆန်ပေးကြတဲ့သူတွေဖြစ်ကြတယ်ဆိုပြီးတော့မှကျွန်တော်အရင်ဆုံးပြောပြလိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီဂျမ်ပိုင်ကိုအခြေပြုပြီးတော့မှဘုရားသခင်ရဲ့ကြီးတော်ဆိုပြီးတော့မှကောင်းစီပြီးတော့မှကြည်ကြရအောင်ကျွန်တော်တို့ယေရှုခရစ်တော်မမွေးခင်နှစ်ပေါင်း900တုန်းကတဲ့ကျွန်တော်တို့ကြားခဲ့တဲ့ကျွန်တော်တို့သိခဲ့တဲ့ပါရှာဘီပေါ့နော်ပါရှာဘီဆဇက်ဆိုတဲ့ဘယင်ကြီးကသူကရေတပ်တွေတော်လကောင်းခြေလင်းတပ်တွေတော်လကောင်းအဲ့ဒီစက်တပ်တွေကိုသူကစုဆောင်ပြီးတော့မှDardan Neil ဆိုတဲ့အမည်ယာကိုဖျက်ပြီးတော့မှဦးရောပါဖက်မှာစတိုင်ဖို့ချေတက်ခဲ့တယ်ဆိုပြီးတော့မှကျွန်တော်တို့သိရှိနိုင်ပါတယ်သူကအဲ့လိုချေတက်ပြီးတော့မှသူ့ရဲ့ရည်ရွယ်ချက်ကတော့ပါလဲဆိုတော့သူ့ရဲ့အဖေဖြစ်သူပေါ့နော်သူ့ရဲ့ဖခင်ဖြစ်သူ Darius the Great ဆိုတဲ့သူ့ရဲ့အဖေကိုသူ့ရဲ့အဖကိုအနောက်ရှေ့အမေရန်ပြည်တဲ့ Grace ဆိုတဲ့နိုင်ငံပေါ့အဲ့ဒီ Grace နိုင်ငံတွေကိုတိုက်ထုတ်ဖို့သူကချီတက်တာဖြစ်တယ်ပြီးတော့
အဲ့ဒီအချိန်မှာပဲသူကအဲ့လိုစက်တိုက်ကိုရှိတဲ့လာတဲ့အခါမှာလူတွေကကဘာမှာပေါ့လူတွေကကဘာမှာဒုတိယအချမ်းသာဆုံးလို့သူတို့ကယူဆခဲ့တဲ့လေရန်ဆိုတဲ့နေရာကနေဘယ်လိုလဲဆိုတော့ဖိုင်တီယာဆိုတဲ့လူပေါ့အဲ့ဒီအဖိုးကြီးတယောက်ရှိတယ်ဖိုင်တီယာဆိုတဲ့အဖိုးကြီးတယောက်ကဘယင်နဲ့သူ့ရဲ့စက်သားတွေကိုအဲ့ခါနဲ့အစာတွေကျွေးတယ်ပြီးတော့သူကဘာတောင်းတယ်လဲဆိုတော့အဲ့ဒီဘယင်ပေါ့ဆက်စီမှာဘာတောင်းတာလဲဆိုတော့ဒီဆက်ပြီးပြီးမှာကိုတမရပေါ့သူတို့တုံးပြခဲ့အရာတွေကိုတမရသူကထောက်ပံ့ပြီးဖို့သူကဘယင်ကြီးစီမှာအကူအညီပြီးခွင့်တောင်းတယ်အဲ့လိုတောင်းတဲ့အခါမှာလူတွေကလည်းအံ့ဩတယ်ပြီးတော့အဲ့ဒီဘယင်ကြီးကလည်းအံ့ဩပြီးတော့မှအရန်လည်းချိန်တတ်တယ်ဒါပေမဲ့အဲ့ဒီဖိုင်ကြီးရဲ့တောင်းဆိုချက်ကိုသူကလက်မခံဘဲနဲ့ညှင်းဆိုခဲ့တယ်သူရဲ့စက်သားတွေရဲ့စာစီအကုန်လုံးထောက်ပံ့ပြီးတဲ့သူတို့ကိုတပြပေါ့တချို့တွေကစီတောက်ဖို့လည်းလိုပဲဝိုင်းရေးကြီးတော်လာကောင်းလူအတမြတ်သူကထောက်ပံ့မယ်ဆိုပြီးတော့မှသူကပြောတဲ့အခါမှာဒီဘယင်ကြီးကလက်မခံဘူးလက်မခံမဲနဲ့သူ့ကိုကိုဒီခွင့်မပြုဘူးပေါ့နော်အဲ့ဒီအချိန်မှာလည်းကြာတဲ့အချိန်မှာပေါ့အဲ့ဒီအချိန်မှာသူကဒီဘိုင်တီယာစကအဲ့ဒီဘယင်ကြီးစီမှာတခုတောင်းဆိုပြန်တယ်သူကဘာပဲတောင်းဆိုတာလဲဆိုတော့သူ့ရဲ့သားတွေ9ဦးဒီဆာဇန်ရဲ့စက်သားထဲမှာသူတို့9ဦးစလုံးစက်သားထဲမှာဝင်တယ်ပြီးတော့စက်တိုက်ဖို့စက်သားထဲမှာရှိနေတယ်ဆိုတော့သူကဘာတောင်းဆိုတာလဲဆိုတော့ကျွန်တော်ကအသက်ကြီးပြီဆိုတော့ဘယင်ကြီးဖြစ်နိုင်လို့ရှိရင်ကျွန်တော်ဘာမှလည်းမလုပ်နိုင်တော့ဘူးဆိုတော့ကျွန်တော်ကိုဆောင်ချုပ်ဖို့ဒီတာနာဦးထဲကနေအကြီးဆုံးတာကိုအိမ်မာနေခွင့်ပြုလိုက်ပါဆိုပြီးတော့တောင်းတယ်အဲ့လိုတောင်းတဲ့အခါမှာအဲ့ဒီဘယင်ကြီးကသူ့ရဲ့တောင်းဆိုချက်ကိုလက်မခံမဲ့သူ့ရဲ့တာအကြီးဆုံးကိုနပိုင်းပိုင်းပြီးတော့ဒါနဲ့ဖြတ်ဖို့တပ်ပြီးဖို့ပေါ့တပ်ပြီးဖို့အမင်းပြလိုက်တယ်အမင်းပြလိုက်တဲ့အခါမှာသူရဲ့စတားတွေကလည်းတာဦး9ဦးထဲကနေအကြီးဆုံးတာကိုပေါ်ပြီးတော့ဒါနဲ့တပ်ပြီးတော့နပိုင်းပိုင်းထားလိုက်တယ်ပိုင်းထားပြီးတော့သူတို့ရဲ့စတားတွေကိုအဲ့ဒီအလောင်းနပိုင်းတဲ့အလောင်းရဲ့ကြားကိုဖက်ပြီးတော့ဆက်ချီတဲ့ခံရဲ့အဲ့လိုဆက်ချီတဲ့ခံပြီးတော့ဆက်တိုက်ဖို့အဲ့လိုဘာရှာဘယ်ကြီးကအမင်းပြလိုက်တဲ့အတွက်ဒီအမင်းအတိုင်းပဲသူတို့ကလုပ်ကြတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီဘာရှာဘယ်ကြီးရဲ့ရက်စက်မှုဟာဘယ်လောက်ထိနော်သူဟာသူ့ရဲ့လုံဆောင်ချက်ဟာဘယ်လောက်ထိရက်စက်တာလဲဆိုတာကျွန်တော်တို့သိရှိနိုင်တယ်သူကလူရဲ့အသက်ကိုတန်ဖိုးမထားဘူးပြီးတော့သူ့ရဲ့လူတွေအတွက်ပေါ့လုံးဝမစင်စားဘူးသူ့ရဲ့လူတွေချမ်းသာဖို့အတွက်တော်လကားပျော်ရွှင်ဖို့တော်လကားပါမှစိတ်ထဲမှာမရှိဘဲနဲ့လူတယောက်တပ်ဖို့ဆိုတာသူ့အတွက်လုံးဝမခက်ခဲပဲနဲ့ခဏလေးဆုံးဖြတ်ပြီးတော့တခါလေးတပ်ပြလိုက်တာဖြစ်တယ်
အဲ့ဒါကြောင့်ဒီဘယင်ကြီးဟာလုံးဝကျေးဇူးတော်ကောင်းတဲ့မေတ္တာကောင်းတဲ့ဘယင်ကြီးဖြစ်တယ်ဆိုတာကျွန်တော်တို့သိရှိနိုင်တယ်ဒါပေမဲ့အဲ့ဒီအချိန်ကနေစပြီးတော့မှနေ့900အကြာမှာကျွန်တော်တို့ဘယင်တကာဘယင်နော်အရှင်တကာရဲ့အရှင်ဖြစ်တဲ့ကျွန်တော်တို့ရဲ့အရှင်ယေရှုခရစ်တော်ဟာဆိုလို့ရှိရင်သူ့ရဲ့ပလင်တော်ကိုဆွမ်းလို့ပြီးတော့မှကျွန်တော်တို့အပိတ္တာတွေအတွက်တို့ကလောကကိုကြွလာပြီးတော့မှသူ့ရဲ့မေတ္တာသူ့ရဲ့ချီးကျူးတော်ကိုကျွန်တော်တို့ကိုပြသခဲ့တာဖြစ်တယ်ဆိုပြီးတော့မှကျွန်တော်တို့သိရှိနိုင်ပါတယ်။အဲဒါကြောင့်ဒီဘယင်ပါရှာဘယင်နဲ့ကျွန်တော်တို့ရဲ့အရှင်ဘယင်ဖြစ်တဲ့ခရစ်တော်ယေရှုခရစ်တော်အဲ့ဒီဘယင်ဟာဆိုလို့ရှိရင်သူတို့နောက်ကိုရှင်တဲ့အခါမှာဘယ်လောက်ထိပွားချလဲဆိုတာကျွန်တော်တို့သိရှိနိုင်ပါတယ်အဲဒါကြောင့်ဒီဘယင်တကာရဲ့ဘယင်ဖြစ်တဲ့ကျွန်တော်တို့ရဲ့အရှင်ဖယားဟာဆိုလို့ရှိရင်တကယ်မေတ္တာရှိတဲ့ဖယားဖြစ်တဲ့ဖယားကျေးဇူးတော်ဖယားလည်းဖြစ်တဲ့သူဟာဆိုလို့ရှိရင်အာဗျာဟာတာလုံးဝကလေးလုံးဝမရှိတဲ့အာဗျာဟာကိုတာတူဝဲဖို့တတိပြည့်တဲ့ဖယားဖြစ်တယ်ပြီးတော့သူ့ရဲ့မျိုးစစ်တွေဟာဆိုလို့ရှိရင်ကောင်းကင်ဘုံကောင်းကင်ပေါ်မှာကျွန်တော်တို့အမိနေရတဲ့အတိုင်းကောင်းကင်မှာရှိတဲ့ကျဲတွေလောက်ပေါ့များမယ်ဆိုတော့မှသူကကတိပြည့်တယ်ကတိပြီးတော့မှသူ့ကိုကောင်းချီးပြတာဖြစ်တယ်ပြီးတော့သူနေတဲ့နေရာတွေကိုလည်းသူကပြီးလေဆိုပြီးတော့မှအဲ့ဒီနေရာတွေကိုပြီးဖို့လည်းသူကကတိပြတယ်။ဒါကြောင့်ကပ္ပဦးကျအခန်းကြီး15အငယ်9ကနေ30ကိုဖတ်လိုက်တဲ့အခါမှာသူကဂရိစကားဆိုဖို့အတွက်အကောင်တွေကိုနှစ်ပိုင်းချမ်းပြီးတော့မှအဲ့ဒီအကောင်တွေရဲ့အနေမှာသူတဦးတည်းဘုရားသခင်ကသူတဦးတည်းလမ်းလျှောက်ပြီးတော့မှဂရိဆိုခဲ့တယ်ဆိုခဲ့ပြီးတော့မှအာဗြဟံကိုကောင်းချီးပေးမယ့်အကြောင်းသူကဂရိပေးတာဖြစ်တယ်အဲ့ဒီဂရိအတိုင်းပဲကျွန်တော်တို့လွန်ခဲ့တဲ့နှစ်2000ကျော်လောက်ကကျွန်တော်တို့ရဲ့ကယ်တင်ရှင်ဖြစ်တဲ့ယေရှုခရစ်တော်ဟာဆိုလို့ရှိရင်ကျွန်တော်တို့အပိတ္တာတွေအတွက်လက်ဝါးကပ်တိုင်ပေါ်မှာအပြည့်ခံတာဖြစ်တယ်ကျွန်တော်တို့အပိတ္တာတွေဘုရားသခင်မချစ်တဲ့လူတွေကိုသူကချစ်ပြီးတော့မှကျွန်တော်တို့ကိုကယ်တင်ခဲ့တယ်ဆိုတာကျွန်တော်တို့ယောမဩဝါဒစာအခန်းကြီး9အငယ်10မှာကျွန်တော်တို့တွေ့ရှိနိုင်တယ်ပြီးတော့သူဟာအပိတ္ကနေကင်းစင်တဲ့လူသူတယောက်ဘောနော်ယေရှုခရစ်တော်ဟာဆိုလို့ရှိရင်အပိနဲ့ကင်းစင်တဲ့သူဖြစ်ပြီးမဲ့သူဟာဆိုလို့ရှိရင်အပိစီတဲ့သူဖြစ်စီပြီးတော့မှနိကောအခန်းကြီး9အငယ်21မှာကျွန်တော်တို့တွေ့ရှိနိုင်တယ်အဲဒါကြောင့်သူ့ကိုယုံကြည်တယ်ဆိုလို့ရှိရင်ပေါ့အဲဒီယေရှုခရစ်တော်ကိုကျွန်တော်တို့ကယုံကြည်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုအပိစီချင်းနဲ့ကင်းရစီတယ်ဆိုတော့မှကျွန်တော်တို့သိရှိနိုင်ပါတယ်ကျွန်တော်ဒီကျမ်းပိုင်လေးကိုတော့မယ်ယောမဩဝါဒစာအခန်းကြီး10အငယ်1ကျွန်တော်အစောတတ်ဖို့အတွက်အဲဒီစာတမ်းလေးကိုဖတ်ရအောင်ယောမဩဝါဒစာအခန်းကြီး10အငယ်1မှာဘုရားသခင်ကယ်လွတ်တော်မူသောကြောင့်
ယေရှုခရစ်တော်၌တည်၍ဇာတိပဂတိအတိုင်းမချင်းဝိညာဉ်ပဂတိအတိုင်းကြည်တော်သူတို့သည်အပြစ်စီရင်ခြင်းနဲ့လွတ်ကြ၏တဲ့ကျွန်တော်တို့ဟာအပြစ်စီရင်ခြင်းကနေလွတ်ငြိမ်းဖို့အတွက်ထာဝရဘုရားသခင်ကျွန်တော်တို့အတွက်အတည်ခံခဲ့တဲ့ကျွန်တော်တို့အတွက်မေတ္တာတော်ကိုပြသခဲ့တဲ့ကျွန်တော်တို့အတွက်သူဟာကောင်းကင်ပြည်တော်ကိုဆွလို့ပြီးတော့မှဒီမိကြီးကိုကြော်လာတာဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်တို့ခုနတစ်ပြီးအခန်းကြီးนี้မှာဖတ်တဲ့အတိုင်းကျွန်တော်တို့ရဲ့ဘုရားဟာဆိုလို့ရှိရင်ကြီးစိုးတော်နဲ့ပြည့်တဲ့ဘုရားဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်တို့ကဘုရားသခင်ရဲ့ကြီးစိုးတော်ကိုမိဆန်ပေးကြတဲ့လူတွေဖြစ်ကြတယ်။အဲဒါကြောင့်အဲ့ဒီယေရှုခရစ်တော်ကကျွန်တော်တို့အသက်မေတ္တာနဲ့အပြည့်ရှိတယ်သူကကျွန်တော်တို့အတွက်ကျေးဇူးတော်နဲ့ပြီးသွားတဲ့ဘုရားဖြစ်တယ်ဆိုပြီးတော့မှကျွန်တော်တို့ဒီလောက်နဲ့ခေါ်အားပြုလိုပါတယ်ဘုရားရှင်တိုင်းအတွက်ဘုရားရှင်ကောင်းချီးပေးတော်ကောင်းချီးပေးပါစေအာမင်ကျွန်တော်တို့